တဲ့ကတော့သူကြောပိတ်တဲ့ဆေးုံတရက်တက်တယ်တက်ပြီးတော့တော့အစဖြစ်တာဟိုအရင်တော့အလုပ်တွေအများများတဲ့ခါကျတော့ရင်ဘတ်တင်းတာရှိတယ်ညဘက်ဆိုလို့ရှိရင်ချောင်းဆိုးခြင်းတယ်နောက်ပြီးတော့အေးမောရဘူးနောက်6ကလန့်လာပြီးတော့လှုပ်ပြီးတော့6ကိုလှန့်လာနှိုးတယ်လို့မျိုးခဏဖြစ်တယ်အိမ်မဆိုးအလိုမတ်တက်တဲ့ချင်းရှိတယ်စိတ်အရန်ရှုပ်တဲ့နေမှုကြလို့ရှိရင်အလုပ်ရှုပ်ရင်ရင်ဘတ်တင်းသွားတယ်စူးနဲ့အဲ့လိုမျိုးဖြစ်တယ်ပေါ့အဲ့ဒါအစဖြစ်တာနှစ်30ကျော်လောက်ရှိသွားပြီဒီစိတ်မှာ Kaizen School လာရိုက်တာ This patient he consult our cardiac clinic due to chest pain symptom with previous coronary CTA study detect coronary artery stenosis in the branch LAD artery about 70% stenosis. In this situation, the conclusion he is a symptomatic coronary artery disease. This is a recommend to coronary angiogram for precisely diagnosis and management if he is candidate for coronary artery revascularization, I mean open the narrowing lumen. Another problem is coronary artery disease and hypertension, hypercholesterol. In this situation, we go on coronary angiogram and we go on the investigation and also detect severe disease at left anterior artery. And the fractional flow research study also detect significant impairment of the blood flow. Then we advise the patient to open the disease by coronary angioplasty with drug coating stent. အရန်တော့စိတ်မပေါ်ဘူးမေးထားကြည့်တော့သိမကြောက်ဘူးတနိုင်လောက်ပဲကြာရင်ပြောတာပဲဘာမှတော့တရက်လောက်ပဲနေရမယ်ဒို့မဟုတ်ရင်2ရက်ပေါ့အထံကိုအဲ့လောက်ပဲနေရပြောတော့သိစိတ်တော့မပူပါဘူးတခြားလူတွေဒီမှာလည်းဘာမှမဖြစ်ဘူးအောင်မြင်တယ်ပြောတယ်ကြတော့စိတ်ထဲမှာသိမထားဘူးပေါ့ဖြစ်တဲ့ဘူးတွေတရားမတွေ့ဘူးမကြားဘူးတော့ရဲတယ်ပေါ့နည်းနည်းပို့ရဲတယ်ပေါ့ဆိုမနေ့ရှင်းနေတော့လာပြီးစေးတလုံးတိုက်ပြီးခေါ်သွားတယ်ခေါ်ပြီးလည်းဟိုလည်းရောက်ကော sterilization နဲ့လုပ်တယ်လုပ်တော့သူကပေါင်ဘက်ကိုလုံမထင်တာဒါပေမဲ့သူကလက်ကောက်ဝင်တယ်ပြီးတော့စေးတိုက်တယ်တိုက်ပြီးတော့သူတို့ဒီအောင်စကြည့်တယ်ကြည့်ရောintravascular ultrasound ကြည့်ရောသွေးကြောပိတ်တာကိုတော့တွေ့တယ်ဟိုကအဲ့ဒါကိုတခါ flow တစ်ချက်ထပ်တိုင်းတယ်သွေးဘလောက်စီးတယ်ဆိုတိုင်းသွေးစီးတဲ့ပမာဏနည်းတယ်ဆိုတော့ positive ပြနေတယ်ဆိုပြီးတော့အဲ့ဒါစပြီးတော့မှလုပ်တယ်ပေါ့အားလုံးတနိုင်ကြောတနိုင်ခွဲလောက်တော့ကြာလိမ့်မယ်ထင်တယ်အဲ့ဒီအချိန်မှာတော့ထုံသေးထိုးလိုက်တယ်လက်ကောက်ဝဲကိုထိုးရချိန်မှာနည်းနည်းတော့နားတယ်ပြီးတော့အထက်တစ်ချိန်ကျတော့မနာဘူးဒါပေမဲ့ကျိုးသွားသလိုမျိုးလက်ထက်မှာခံစားရတယ်နားတော့မဟုတ်ဘူးနောက်ပိုင်းကျတော့တနိုင်ကြောထဲမှာပြီးသွားပြီဆိုတော့အဲ့ကြမှာကိုကတည်တယ်ဟောပြီးတော့နားတာပါသိမရှိဘူးဘာမှမရှိဘူး The procedure was done successfully and very good impression that he was cured from chest pain symptom after the procedure. Anyway, the main treatment still strict cholesterol control and strict blood pressure control to gain long-term good cardiac outcome. နေလို့ကောင်းတယ်ရေဘတ်နာတာမရှိဘူးသွေးတို့လည်းပုံမှန်ဖြစ်သွားပြီသွေးတရားအစိတ်အဲ့လိုလည်းတိတ်မလန့်တော့အရင်ဆိုအိမ်တိတ်လန့်တယ်လို့ကိုကအဲ့လိုကောင်းသွားတယ်ပြောတယ်ပြုံးတာတယ်ဒီမှာပြတဲ့ဆရာမကြီးကတော့တော်သဘောကောင်းတယ်နောက်ပြီးတော့စိတ်ရှည်တယ်ဟိုရှင်းပြတဲ့ဟာကိုလည်းပဲအချိန်ကိုနည်းနည်းလောပြီးတော့မလုပ်ဘူးတော်လေးကိုစိတ်ရှည်ပြီးတော့တော်ပြောတယ်နောက်မျက်နှာလည်းချိုတယ်ပေါ့နော်တော်ချိုတယ်မျက်နှာတော့အခုကျတော့တငယ်ချင်းကြတော့ရှင်မိတ်ဆွေတွေကတော့ဒါကိုစပြီးတော့လက္ခဏာနဲ့ပေါ်တယ်စိတ်ထဲမတင်ကြဘူးဟိုအိတ်လို့မပြောတာတို့နောက်ညပဲလန့်နိုးတာတို့ခြေထောက်ခါတာတို့ရင်ဘတ်နာတာဆိုလို့ရှိရင်ဒီဟာကိုစစ်ရမယ်